နေရတော့မနဲ့လင်းထွက်ခုကျန်စားပြနေလေတနေ့ကုန်လူတယောက်မှမရှိဘူးတဲတွေကအဲ့လိုအကူကြီးလေးတွေရမယ်ဆိုရင်တော့တောင်းတနေရတော့ပြေလဲတာပေါ့လေဟိုမှာငါတို့ဒီပြင်လူပုံငါဆိုရင်လက်ရှိဝင်ငွေကတနေ့မှာ3000လောက်ပဲရှိတာယုံနေရတော့မရှိဘူးငါတယောက်တည်းနေတာဘလို့မှမပြေလဲမပြေလဲတော့ဘလို့လုတ်တုံဆိုတော့ဒီခင်တဲ့လူတဲက2000လောက်ပုံမှု3000လောက်အဲ့မျိုးလေးဒီခါတည်းတောင်းရတယ်ကိုလိုချင်းချင်းနဲ့อ่ะပေါ့လေလုတ်ကတော့ခုတိုင်းပြန်များတယ်ဒီဘက်ကငါတို့အသက်တွေကြောက်လုံးလို့မရတော့ဘူးလေခုလုံနေလုံကလေးကခုမြင်နေအတတ်မယ်ဒါလေးပဲဟိုဘက်ကြီးအားနေတယ်မေတို့ကတော့ပေါ့နော်ဒီရေတိုးလာတဲ့ခါကျလဲလို့ချင်းဒီပေါ်မှာတက်ရတယ်ကြလာတယ်ဆိုလို့ရေကျသွားတယ်ဆိုလို့ဟိုဘက်ကိုကွင်းပြင်ဘက်ကိုမေတို့ကစောင်းရတယ်အောက်ကျိုင်နေမှာဆင်းရတာပေါ့နော်မေတို့မှလည်းစောင်းဖို့နေရေးလဲခက်ခဲပြစ်ပါတယ်ပြီးကြတယ်သားသမီးတွေကလည်းဝေးမှာဆိုရတဲ့ခါကျတော့သားသမီးလေးတယောက်ကလည်းစနေသမီးလေးရှိတယ်အဲ့ဟာလေးနဲ့အမေကတော့ဝှချော်သားတဲ့ဒီများစီကဝေလေးတွေကိုကောက်ပြီးတော့အဲ့လိုပဲတကယ်ဝင်နေရအောင်တဲ့ဘုရားလုံးလေးနဲ့ပေါ့အားလုံးလေးနဲ့အမေကဝှချော်သားတောက်ဖို့လေးတော့ငမောင်ရဲ့ခက်ခဲလေးတွေရှိကြတာပေါ့တို့မှလည်းအောက်မှာလည်းဒီလိုပဲရအောင်ရရဘူးဒီလားကြည့်ရအောင်ဟုတ်6ရက်ညနေတော့6ရက်မေတို့လည်းလိုပဲအဲမျိုးလေးတွေကြည့်ရတယ်အဲ တော့လုပ်ငန်းနဲ့ပါပါခုလုံးချလုပ်ငန်းဆိုတော့အားလုံးကျတော့ပြည့်တယ်လေပြီးတော့လုပ်ငန်းခါကြမဖြစ်ဘူးပြီးတော့ထိုင်တော့လင်းကတော့ရှိတယ်ဆန်ဝက်ချက်အကောင်ဖြစ်လို့စားကြတာပေါ့အဲ့လိုဒီလေးနဲ့စီရှိတော့ဆန်မရှိရှိတာလေးနဲ့ဒီလိုပဲအဲ့လိုပဲဆန်ရှိတော့ဆန်လည်းစားပေါ့ဆိုပါလေဝေတော့တွေပါခုတော့ဘောတော့စားကြတာဒီသုံးဝယ်လေးချက်စားလုံးရေတို့တော့ကျွန်တော်အိမ်ရေတို့ရဲ့ထဲမှာဖျက်ပြီးတော့ဒီပေါ်ဆောက်ရတာပဲအဲ့လိုမျိုးလူကြီးပဲကျွန်တော်လည်း